ဆိုတော့အမှတ်က6-4ပါနော်ဒီဘက်က6မှတ်ဟိုဘက်က4မှတ်ပါနော်ကောင်းပါနော်ဆိုတော့ဒီဘက်မှာចောင်းသားအောင်သက်ဖြိုးပြီးတော့ဟိုဘက်ကတော့ပေါင်ချိန်နောက်ပြီးတော့ချုပ်လေးနဲ့နောက်တစ်ယောက်ပါနော်ဆိုတော့3-2ဒီကစားတဲ့ပွဲဖြစ်တယ်နော်အမှတ်က4-6ပါနော်နည်းနည်းကွာသွားနော်ဆိုတော့မိသွားတယ်ပေါင်ချိန်အေးစေးကျောင်းသားမိထားပါနော်ចောင်းသားကြီးပဲကွာမရမယ်တော့နော်ဆိုတော့မတက်သွားပါနော်6ပါမိထားနော်ဘာလို့အေးစေးပဲကွာဒီဘက်မိထားနော်လို့ပဲចောင်းသားကျစေနော်ကွာပါပြန်စေးရရပေါင်ချိန်မကတော့5-6ပါနော်အေးစေးပဲအော်တဖြိုးကဲမိထားနော်ဘက်ကလည်းရပြီလေပေါင်ချိန်အော်လို့ပဲမတ်တူသွားနော်မတ်တူ6မှတ်ပါနော်ကဲချုံလေး10ပြီမဲ့နော်ခွင့်ပြင်ထွက်သွားပါဆိုပြီးပြောင်းထိုးတော့နော်မတ်တူ6မှတ်ပါပေါင်ချိန်မတ်တူ6မှတ်ပါနော်ကဲကောင်းပါနော်အောင်တပြည့်မကတော့6 over ပါနော်ဆိုတော့အောင်တပြည့်စားပဲပြောင်းထိုးတယ်ကဲရတယ်နော်တပြည့်စူးစမ်းမှုတွေကျွန်တော်တွေ့ရတယ်ကဲထပ်မိထားတယ်နော်ចောင်းသားကဲဘာလဲထပ်မိထားနော်ကဲမတ်တူ6မှတ်ပါမနော်ကဲចောင်းသားဆိုမတ်တူ6မှတ်ပါမယ်နော်ကဲပေါင်ချိန်ကမိထားနော်6 over ပါမယ်နော်ကဲចောင်းသားကောင်းပါနော်ဆိုတော့အမှတ်တူ6မှတ်ပါမယ်နော်ပေါင်ချိန်အမှတ်တူ6မှတ်ပါမယ်နော်ចောင်းသားကိုတင်ကိုကဲဖောင်းသွားတယ်နော်ဆိုတော့ပေါင်ချိန်ဖောင်းသွားပါတယ်ဆိုတော့အမှတ်တူ6မှတ်ပါမယ်ကဲမိထားပြီနော်ចောင်းသားကဲဘာလဲမိထားတယ်ပေါင်ချိန်ကဲချုပ်လေးစပ်ပြောင်းထိုးနော်6 over ပါပဲအမှတ်ကတော့ကဲအောင်တဖြိုးပါသွားတယ်နော်ဒါပေမဲ့လည်းចောင်းသားရဲ့ဆိုတော့အမှတ်တူ6 over ပါပဲနော်ကဲမိထားနော်အောင်တဖြိုးကောင်းပါတယ်ចောင်းသားတက်ထပ်မိတယ်နော်ချုပ်လေးပေါင်ချိန်ကဲမိထားနော်ပါသွားတယ်နော်ကဲဝေးတော့ပါတယ်အမှတ်ကတော့7-6ပါနော်ဆိုတော့ចောင်းသားတို့ဘက်က9မှတ်ပေါင်ချိန်တို့က6မှတ်ကဲမိထားနော်ចောင်းသားကဲဘာလဲမိထားပါနော်ကဲပေါင်ချိန်ကဲမိထားနော်အေးစေးပဲကဲចောင်းသားဆုံးတက်ထားပါနော်ဆိုတော့အမှတ်တက်သွားပါနော်8-6ပါနော်ကဲဟောတဖြိုးဒီရေဟောမှာစမကတော့6-8ပါနော်ကဲចောင်းသားကဲချုပ်လေးမိတာနော်ကရင်ကဲ8-6ပါနော်ကရင်ကဲမိတာနော်အောင်တဖြိုးចောင်းသားစကောကဲထပ်မိတာနော်ပေါင်ချိန်ကဲမိတာတယ်ကဲပေါင်ချိန်ကောင်းပါနော်ဆုံးသက်ထားပါပွဲတော့ကောင်းနော်ကျွန်တော်ဘယ်ဘွဲ့ဖြစ်ဖြစ်တင်ချကြည့်တယ်သူချီဦးနဲ့ချင်းလုံးနဲ့ပိုက်ကောင်းနဲ့ထိထိကြသွားတာချီဦးနဲ့ဘာမှမဆိုင်ဘူးနော်ပွဲတော့ကောင်းပါနော်ဆိုတော့ပြီနော်6-8ပါနော်ဆိုတော့ကဲចောင်းသားကဲအမကတော့8-6ပါအော်တဖြိုးကဲရင်ကဲဟိုဘကအမှတ်တက်သွားနော်6ပါနော်ဆိုတော့ကဲမကတော့6-9ပါနော်ကဲမကတော့7-9ပါနော်ကဲခွာပါနော်မကတော့9-7ပါနော်
ကောင်းပါ 7 7-9ပါနော်အမှတ်ကတော့ကျောင်းသားကဲဆိုတော့အမှတ်ကအဲ့9ပါနော်10မှတ်9မှတ်ပါကျောင်းသားကြာပါနော်9-8ပါနော်အမှတ်ကတော့ကဲကျောင်းသားဖွာထားတယ်ပေါက်ချိန်မတ်တူ9 over နော်ကဲဒီကြတော့အောင်တစ်ဖြိုးစာပဲပြောင်းထိုးပါနော်9 over မှာကတော့ကဲမကောက်9 over ပါနော် ရန်သူရောက်တရတဲ့တိုက်က ဝေးတော့မကောက်9 over ပါနော်ကဲမိတာနော်ချောင်းသားဆိုတော့အမှတ်က10မှတ်9မှတ်ပါနော်ကဲချုပ်လေးပေါင်းချိန်ကဲမိတာတဲ့အေးချုပ်လေးမိတာနော်ကဲချောင်းသားမိတာပါနော်ကောင်းပါတယ်အမှတ်ကဲကောင်းပါနော်မကတော့9မှ17မှတ်ပါနော်ဆိုဒီဘက်က9မှတ်ကဲမိတာနော်ဝေးတော့ပါအမှတ်က17မှတ်9မှတ်ပါနော်ကဲချိုးလေးပေါင်းချိန်ကဲအမှတ်တက်တယ်နော်ဒီဘက်က12မှတ်9မှတ်ပါနော်9တွဲပါနော်အမှတ်ကအမှတ်ကတွဲ9ပါနော်ဝေးတော့တွဲ9တွဲပါနော်10မှတ်12မှတ်ဖြစ်သွားရင်နော်အမှတ်တက်ပါတယ်ဗျာဝေးကဲထပ်တက်ပါလေဆိုတော့အမှတ်က11တွဲပါနော်17မှတ်12မှတ်ပါအကြောင်းသားကဲပေါချိန်မိတာနော်ကဲအောင်တပြုံးချုပ်လေးစားပဲထိုးပါအမှတ်တူ12မှတ်ပါနော်ကဲမိတာနော်အမှတ်တူ12မှတ်ပါနော်ကောင်းပါတယ်ចောင်းသားအမှတ်ကတော့တွဲဩပါနော်အမှတ်တူတွဲဩပါနော်အမှတ်တူ12မှတ်ပါနော်ចောင်းသားစားပဲပြန်ပြောင်းထိုးပါတယ်ကဲမိတာနော်ចောင်းသားဆုံးတက်ထားပါနော်ဟုတ်တွဲပါအမှတ်ကဟုတ်တွဲပါနော်73မှတ်12မှတ်ပါဝေးတော့ပါအမှတ်ကတွဲဟုတ်ပါနော်ចောင်းသားမိတာနော်ကဲចောင်းသားထမ်းကဲဆိုတော့အမှတ်တူဖြစ်သွားရနော်ဆင်းသွားပါနော်လာအောမှပြန်ဆင်းနေပါဆိုတော့ចောင်းသားကဲဝေးသွားပါနော်ဆိုတော့ဒီဘက်က1 lap ဖြစ်ဆိုတော့လောက်ဝမ်းမှာနော်အောင်တဖြိုးပြန်ပြီးပြောင်းထိုးတယ်နော်ဆိုတော့လောက်ဝမ်းမှာအမှကတော့အောင်ချိန်ပေါ်ထားတယ်ဆိုတော့အမှက1 lap ပါနော်ကဲချုပ်လေးစားပဲပြန်ပြောင်းထိုးပါနော်အမှကတော့လောက်ဝမ်းမှာ sorry no ကဲចောင်းသားမိတာနော်ကဲဖောင်းသွားပါတယ်ចောင်းသားဆိုတော့အမှက1 lap ပါပဲနော်ကဲမိတာနော်အောင်တဖြိုး2 lap ဖြစ်သွားနော်ချင်းတော်မကြီး လက်ပါနော်12မှတ်10မှတ်ပါလက်တွဲပါနော်10မှတ်12မှတ်ပါ
ပေါ့ချိန်ဆိုတော့ဟိုကဖုန်းကအကုန်းတော့မှဖြစ်တဲ့အတွက်ကြောင့်နော်ရတဲ့လောက်လေးတော့ကြည့်ရှုပေးကြပါလိမ့်မယ်အဲ့မှာ12 10မှတ်ပါနော်ကဲချိန်တက်တော့နှိုက်ပြရတယ်ကဲဟုတ်တန်းဖြစ်သွားနော်အမကတော့ကဲကောင်းတော့နော်စားပဲကလားချိန်ကောင်းပါတယ်ပေါ့ချိန်အမကတော့ဟုတ်တန်းပါနော်73မှတ်10မှတ်ပါကဲမိတာနော်တန်းဟုတ်ပါနော်ကဲချုပ်ကလေးအမကတော့ဟုတ်တန်းပါနော်ဖုန်းဟုတ်တန်းပါနော်ပွိုင်းရောက်သွားပါနော်ဆိုအမကတော့ point တန်းပါနော်ကဲစားပဲသေးပါကျန် point ပါနော်ဆိုဒီဘက်က point မှာပါဟောချိန်ကဲဒီဘက်ကအမှတ်တက်သွားပါနော်17မှ14မှတ်ပါနော်ကဲပေါင်းချိန်ကဲမိထားတယ်ចောင်းသားအမကတော့ဆိုဆုံးသက်မလားကြည့်အောင်နော်ကဲအောင်တဖြိုးចောင်းသားကဲတမိထားတာနော်အောင်တဖြိုးចောင်းသားဆိုအမက17မှ14မှတ်ပါနော်11ပါနော်ဆုံးသက်မလားကြည့်အောင်ကဲဟွာသွားနော်မိထားနော်โอเคကဲအောင်တဖြိုးထပ်မိတာနော်ပြီးဆုံးသွားပါနော်ဆိုတော့အောင်ချင်လို့နိုင်ရရှိသွားပါနော်15မှ17မှနဲ့နော်ထိလိုက်လို့ပြောတာလားကားပြောတာကို